ဖိုက်စာလေဝသားတို့တော့စားနေဒီဆိုင်ကသူနာမီးတုံးလန်းနဲ့မင်းတင်ချာဝသားတို့ဆိုင်လေနာမည်ကြီးပဲအဲ့ဆိုင်ကရလာတဲ့ file နဲ့ဆေးလဲတန်တယ်ရုံးစုံအစာအိမ်ပေါ့ဥမာကြီးတစ်ချောင်းအရင်ဖွင့်လိုက်တစ်ချောင်းဘယ်လောက်လုပ်ထင်လဲတစ်ချောင်း200ပဲရှိတယ်ဒီလဲမိုက်ဝသားတို့ဆိုင်ကျက်သွန်ပြူလေးစားပြီနော်ကျက်သွန်ပြူစားတာကိုလက်စထရောပြန်ကြေသွားဝက်စီကိုပြန်ကြေသေးတယ်ဟုတ်ပြီနောက်တစ်ချောင်းဥစားဥပွားချောင်းကစ်လိုက်ပြီဟင်းညိုလဲမိုက်တယ်ဒီလားဟင်းညိုလဲရေးလဲဖိုင်းတယ်သူရှမ်းတိုင်းအုပ်တော့မှုေးနေအောင်ဝသားတို့စားပြီဆိုတော့အီးပြအောင်အေးတောင်းလိုက်အောင်ထိုင်းသီးစုံချိုးရင်မိုက်တစ်ခွက်ဘယ်လောက်လဲတစ်ခါဟုတ်ဒီအပြလေးတစ်ခွက်လားကြာပြီနော်ဟုတ်ကဲ့ပါဘူးအဲ့တောက်လို့ကောင်းဟုတ်ကဲ့ရေခင်းနည်းနည်းလျှော့ပြီထိုင်းသီးစုံဖြော်ရီကာလာ Ocean Blue ကာလာနဲ့ရေးလဲလန်းနေအောင်ချိုးချင်လေးတောက်လို့ဖိုင်း